ဒီကောင်လေးဟာခန္ဓာကိုယ်သေးငယ်အားနေတာကြောင့်မွေးသမီးခင်မွေးတဖခင်အရင်ကပင်မျိုးနွယ်စုရဲ့အပေခံအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်နောက်ဆုံးမှာတော့ဖခင်ဖြစ်သူကတာကြီးဖြစ်တဲ့ခွေကိုသူ့ညီရင်းကိုစိမ့်စိမ့်တမန်တက်ပစ်ဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့ခွေဟာစိတ်မရက်ဆက်နိုင်ခဲ့ပါဘူးဘလို့ပဲဖြစ်ဖြစ်မိမိရဲ့ညီရင်းဖြစ်နေတာကြောင့်ပါပဲဒါပေမဲ့မျိုးနွယ်စုရဲ့စီးမြင်ကိုတော့လိုက်နာရပါမယ်ကောင်လေးတွေအသက်ဆက်ရှင်ခြင်းနဲ့ဆိုရင်သူ့ထက်ပိုမိုတန်မာတဲ့တားရဲတေးဆန်ကိုတက်ပြရပါမယ်ဒါရင်မကသေးပဲတားရဲရဲ့ဦးကောင်းကိုပါမျိုးနွယ်စုထံယူဆောင်လာခဲ့ရမှာပါဒါမှသာမျိုးနွယ်စုထဲမှာသူ့ရဲ့တန်ဖိုးကိုတရားဝင်သက်သေပြနိုင်မှာဖြစ်ပြီးမဟုတ်ရင်တော့ဘယ်နေရာမှခြေချစရာရှိတော့မှာမဟုတ်ပါဘူးဒီအချိန်မှာပဲညီကိုနှစ်ယောက်စိန်ခေါ်မဲ့ပြစ်မှတ်ကိုရွေးချယ်နေကြပါတယ်ဒီကပြစ်မှတ်အဖြစ်သူ့ဖခင်တော်မှဂျင်ရရတဲ့မတည်နိုင်တဲ့တားရဲစီဆက်ကိုရွေးချယ်လိုက်ပါတယ်ဒါပေမဲ့စီဆက်ကျက်စားတဲ့နေရာကဒီနာဂျိုပေါ်မှာဖြစ်ပါတယ်အဲ့ဒီဂျိုဟာတေမင်းဂျိုလို့လည်းအမည်တွင်ပါတယ်တွေးအေးစစ်တီအတော်များများဟာစီဆက်ကိုမတွေ့ရသေးခင်မှာတင်ဒီဂျိုရဲ့ဆိုးရွားလာတဲ့ပတ်ဝန်းကျင်ကြောင့်တက်ပြောက်ခဲ့ကြရတာပါအကိုဖြစ်သူကတားမြစ်ပေမဲ့ဒေကတော့စိတ်သက်ခိုင်မာစွာနဲ့ညှင်းပယ်ခဲ့ပါတယ်သူဟာဖခင်နဲ့မျိုးနွယ်စုကိုသူ့အနေနဲ့အခြားသူတွေထက်မညံ့ကြောင်းတက်တည်ပြချင်နေတာပါအကိုဖြစ်သူကမတက်တာပဲမနှိမ့်ကြည်ကြာရှုံးခဲ့ရင်တေလမ်းမရှိတယ်လို့တတိပေးလိုက်ပါတယ်ဒေကလည်းချက်ချင်းပဲတစ္ဆာဆိုလိုက်ပါတယ်မအောင်မြင်ဘူးဆိုရင်မွေးရမြေကိုဘယ်တော့မှပြန်မလာတော့ပါဘူးတဲ့တစ္ဆာဆိုလို့မပြီးသေးခင်မှာပဲဖခင်ရဲ့ရင်ပြန်ကရုတ်တရက်ရောက်ရှိလာပါတယ်ဒေကသူ့ရဲ့သွေးနဲ့တစ္ဆာဆောင်တီကြောင်ပြသဖို့စူးစမ်းခဲ့ပေမဲ့ဖခင်ဖြစ်သူစီကရရှိလိုက်တာကတော့အကိုဖြစ်သူခွေကိုအပြစ်တင်ကျိမ်းမောင်းတံပဲဖြစ်ပါတယ်ခွေရဲ့ညီဖြစ်သူဟာစီဆက်သားရဲကိုတက်ဖို့ဂီနာဂျိုကိုတွားရတော့မယ်လို့ပြောပြတဲ့အခါဖခင်ဖြစ်သူကလောင်ပြုံးပြုံးရင်းဒေကရဲ့လုပ်ရက်ဟာမယူရဲဆန်လုံးနဲ့လို့သတ်မှတ်လိုက်ပါတယ်ထို့နောက်ရေးစားအချုပ်အနှောင်ကိုလွှတ်ထုတ်ပြီးဒေကိုပိတ်လောင်လိုက်ပါတယ်ဖခင်ဖြစ်သူကဒေရဲ့တည်ရှိမှုဟာသူ့အတွက်အရှက်ရစရာဖြစ်စေတယ်လို့ဆက်ပြောပြီးခွေကိုဒေကိုကိုယ်တိုင်ရှင်းထုတ်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်ခွေဟာအလင်းသားကိုဖြည်းဖြည်းချင်းထုတ်ယူလိုက်ပြီးလေးနဲ့တဲ့မျက်နှာထားနဲ့ညီဖြစ်သူကိုကြည့်လိုက်ပါတယ်ဒေကအနေနဲ့မျက်လုံးကိုမှိတ်ပြီးတေမင်းကိုအေးဆေးစွာစောင့်ဆိုင်နေချိန်မှာပဲခွေရဲ့အလင်းသားဟာအချုပ်နှောင်လောင်အိမ်ကိုခုတ်ပိုင်းလိုက်ပါတယ်အဲ့ဒီနောက်ခွေရဲ့တန်မာလာတဲ့ယောဂတွန်းကန်မှုနဲ့အတူဒေကိုရင်ပြန်ထဲသို့တွန်းပို့လိုက်ပါတယ်ဆက်လက်ပြီးဖခင်ဖြစ်သူကအာယွန်အမြောက်နဲ့ဒေကိုစိန်ခေါ်လိုက်ပါတယ်အနေရကြီးမားလာတဲ့အချိန်မှာအကိုဖြစ်သူခွေဟာဖခင်ပစ်ခတ်လိုက်တဲ့အမြောက်ကြီးကိုလင်းမြန်စွာကာကွယ်ပေးလိုက်ပါတယ်ဒေကရင်ပြန်ထဲကနေထွက်ဖို့ကြိုးစားပေမဲ့ခွေကတကားကိုချက်ချင်းပိတ်လိုက်ပါတယ်အကိုနဲ့ဖခင်တို့ကြားကပြင်းထန်တဲ့လက်ဝဲထိုးပွဲကိုကြည့်ရင်သူဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူးဖခင်ဖြစ်သူကကိုပြောက်တိုင်းကိုအသုံးပြုလိုက်တဲ့အခါမူလကလေးကရှင်ပြိုင်ဖို့ခက်ခဲနေတဲ့ခွေဟာအရေးနှိမ်သွားရပါတယ်ခွေရဲ့ပခုံးတစ်ဖက်ကိုဖခင်ဖြစ်သူကကိုယ်တိုင်ခုတ်ပိုင်းပစ်လိုက်ပါလက်တစ်ဖက်ဆုံးရှုံးသွားခဲ့ရတဲ့ခွေဟာဖခင်ဖြစ်သူကိုထပ်မံရှင်ပြိုင်ဖို့ကြိုးစားခဲ့ပေမဲ့မြေပြင်ပေါ်မှာပဲအလဲထိုးခြင်းခံလိုက်ရပါတယ်ခုချိန်မှာတော့သူဟာဆုံးရှုံးသွားတဲ့လက်မောင်းကိုပဲမကြည့်နိုင်အောင်ဖြစ်နေရပါတယ်ရင်ပြန်တဲ့ကဒေးဟာလည်းဘာမှမတတ်နိုင်ပဲအကိုဖြစ်သူရဲ့ခန္ဓာကိုယ်ကိုဓာတ်နဲ့ထိုးဆိုင်ခံလိုက်ရတာကိုပဲဒီတိုင်းကြည့်နေခဲ့ရပါတယ်ဖခင်ဖြစ်သူကထိခိုက်ဒဏ်ရာရနေတဲ့အကိုဖြစ်သူကိုမချီလိုက်တဲ့အခါမှာလည်းအကိုဖြစ်သူဟာပြတ်ထွက်သွားတဲ့လက်မောင်းကိုရင်ခွင်ထဲမှာပဲပိုက်ထားခဲ့ပါတယ်ထို့နောက်ရင်ပြန်ဟာရုတ်တရက်ထွက်ခွာသွားခဲ့ပါတယ်ဖခင်ဖြစ်သူဟာဒေးရဲ့ရှိမှတင်ရှိနေစေပါအကိုဖြစ်သူခွေရဲ့ခေါင်းကိုဖခင်ဖြစ်သူကဖျက်တောက်လိုက်ပြီးရင်းနဲ့အတူပါလာတဲ့ရောင်ပြန်ဟက်အားကြောင့်ဒေးကလွတ်ထွက်သွားခဲ့ပါတယ်ဒေးကနိုးလာတဲ့အခါမှာတော့ရင်ပြန်ဟာဂီနာဂျိုကိုရောက်ရှိနေပြီဖြစ်ပါတယ်ဥကာပြန်တွေနဲ့တိုက်မိမှုကြောင့်ရင်ပြန်ဟာပျက်စီးတော့မဲ့အခြေအနေသို့ရောက်ရှိနေတာမို့သူဟာထိန်းချုပ်ခန်းကိုအမြန်ပြေးသွားပြီးထွက်ပေါက်ခလုတ်ကိုချက်ချင်းနှိပ်လိုက်ပါတယ်ရုတ်တရက်ကြားရောက်လာတဲ့ဒေါသတကြီးတားရဲကြီးဟာသူ့ရဲ့နောက်ဆုံးကာကွယ်ရေးတိုင်းကိုအပြီးတိုင်ဖျက်ဆီးလိုက်ပါတယ်အရေးပေါ်ခုန်ထွက်တဲ့အထင်းကိုထိုင်ကုန်ဟာပြင်းထန်တဲ့လှုပ်ခါမှုတွေကြားမှာစွမ်းအင်တွေဆုံးရှုံးသွားခဲ့ရပါတယ်အကိုဖြစ်သူဟာသူ့အတွက်ကြောင့်ဖခင်ရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတာကြောင့်ဒေးဟာနာကျင်ဝမ်းနည်းမှုတွေနဲ့အတူအားငယ်နေခဲ့ပါတယ်ဒါပေမဲ့သူဟာတွားကြိတ်ပြီးတစ္ဆာဆိုလိုက်ပါတယ်စီဆက်ရဲ့ခေါင်းကိုမရမကယူဆောင်မဲ့ကြန့်ရှိနေတဲ့တွေးဆိုးနေတဲ့လက်နက်တွေခောက်လို့ရတဲ့အိုင်ယွန်လေးခောက်လို့ရတဲ့ဓာတ်မြောင်အိုင်ယွန်ဓာတ်တူနဲ့ဘုံဒီအချို့ကိုတေချာပြင်ဆင်လိုက်ပါတယ်ဒါတွေဟာသူ့အတွက်လက်စားချေဖို့လက်နက်တွေပဲဖြစ်ပါတယ်ဒါပေမဲ့အန်နီယယ်ဟာမထင်မှတ်ပဲတဖြည်းဖြည်းနီးကပ်လာခဲ့ပါတယ်သူရှိကိုသွားပြီးအခြေအနေကိုစစ်ဆေးတဲ့အခါမှာတော့နောက်ွယ်ကလက်နက်အချို့ဟာတရဝအချို့ရဲ့ခိုးယူခြင်းကိုခံလိုက်ရပါတယ်သူဟာသတိနဲ့ရှိကိုဆက်သွားနေစဉ်မှာပဲထူးဆန်းတဲ့တရဝတွေလည်းနီးကပ်လာခဲ့ပါတယ်ဓာတ်မြောင်နှစ်ဖက်လုံးကိုနွယ်ပင်တွေကတိတ်တဆိတ်ရစ်ပတ်သွားခဲ့ပြီးအလင်းဓာတ်ကိုထုတ်လိုက်ချိန်မှာလည်းနွယ်ပင်တွေရဲ့အဖမ်းခံလိုက်ရပါတယ်စမ်းကြယ်လာတဲ့နွယ်ပင်တွေကိုဖျက်တောက်လိုက်ပေမဲ့နေရာတိုင်းမှာတိုက်ခိုက်မှုတွေရှိနေတာကြောင့်ဒေးအဖို့ခုခံဖို့ခက်ခဲနေခဲ့ပါတယ်အစွဲခံလိုက်ရချိန်မှာတော့လဲကျသွားတဲ့အိုင်ယွန်လေးကိုသူအမြန်ဆွဲယူလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့ခက်ခဲတဲ့အခြေအနေကနေလွတ်မြောက်သွားခဲ့တဲ့ဒေးဟာရှေ့မှာရှိတဲ့ကြောက်ဆောင်ဟာဘေးကင်းတဲ့နားကိုရာနေရာတစ်ခုဖြစ်ကြောင်းသတိပြုမိလိုက်ပါတယ်ဒါပေမဲ့ခုချိန်မှာတော့ဒီစမ်းကြယ်တဲ့နွယ်ပင်တွေရဲ့ဝိုင်းရံခြင်းကိုခံထားရပါတယ်မလန်းမကမ်းမှာရှိတဲ့နွယ်ပင်တွေကိုလှမ်းကြည့်လိုက်ပြီးနွယ်ပင်တစ်ပင်ကိုရုတ်တရက်ခုတ်ပိုင်းလိုက်ပါတယ်နှစ်ဖက်စလုံးအခြေတင်ဖြစ်နေချိန်မှာပဲဘေးကနွယ်ပင်တွေဟာထပ်မံဝင်ရောက်လာခဲ့ပါတယ်ဒေးဟာအခွင့်အရေးကိုချိန်ရွယ်ပြီးနွယ်ပင်ပေါ်သို့လျင်မြန်စွာတက်ရောက်ပြေးလွှားသွားခဲ့ကအကွာအဝေးကိုတေချာချိန်ပြီးခုန်ကူးလိုက်ပါတယ်ထင်ထားတဲ့အတိုင်းပါပဲဒေးဟာနွယ်ပင်တွေရဲ့နယ်မြေထဲကနေအောင်မြင်စွာလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့ရေအိုင်ဘေးကိုရောက်သွားပြီးဒဏ်ရာကိုရိုးရိုးရှင်းရှင်းကုသနေစဉ်မှာပဲထူးဆန်းတဲ့ပိုးမွှားချို့ကိုတွေ့ရှိလိုက်ရပါတယ်အပြင်ဘက်ကိုဒီအတိုင်းပစ်ထုတ်လိုက်တဲ့အခါမှာတော့မထင်မှတ်ပဲအဲ့ဓာတွေဟာပေါက်ကွဲစေတတ်တဲ့ပိုးမွှားတွေဖြစ်နေခဲ့ပါတယ်ထို့နောက်ဒေးဟာမြတ်တော်အုပ်တစ်ခုစီသို့ရောက်ရှိလာခဲ့ပါတယ်စူးတွေပြည့်နေနေတဲ့အပင်တွေမို့ရှော့တွက်လို့မရပါဘူးတတိထားပြီးရှောက်သွားနေစဉ်မှာပဲခါစီကနေထူးဆန်းတဲ့အတန်တန်ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်သူမစီကမှန်ကန်တဲ့ဘာသာစကားကိုပြောင်းလဲလိုက်ပြီးတဲ့နောက်မှာတော့မာယာရှင်ကသူ့ကိုပြောပြလိုက်ပါတယ်ခေါင်းပေါ်မှာဝဲပြန်နေတာဟာအက်ဆစ်စုပ်သားရဲ့ဖြစ်ပါတယ်သူဟာခန္ဓာကိုယ်တန်မာယုံတင်မကပဲအုံနောက်ပါအင်မတန်ထက်မြက်သူဖြစ်ပါတယ်အက်ဆစ်စုပ်သားရဲ့ဟာကြောက်တုံးကိုကောက်ယူလိုက်ပြီးဒေးရဲ့ဘေးနားကိုပစ်ပေါက်လိုက်ပါတယ်
ထို့နောက်မာယာရှင်ကဆက်လက်ပြောပြပါတယ်သူဟာထောင်ချောက်ဆင်ပြီးသူ့ကိုလုံးဝမေ့လျော့သွားအောင်လှုပ်ဆောင်မှာဖြစ်ပြီးအဲ့ဒီနောက်မှာတော့အက်ဆစ်စုပ်သားရဲကသူ့ကိုစတင်ဝါမျိုးတော့မှာဖြစ်ပါတယ်ဒေးကတော့ဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်မာယာရှင်ရဲ့အတန်ကထပ်မံထွက်ပေါ်လာပြီးသူ့ကိုကူညီနိုင်တယ်လို့ပြောပါတယ်ဒါပေမဲ့စီကန်းချက်ကတော့ဒေးအနေနဲ့သူ့ကိုအရင်ကူညီရမှာဖြစ်ပါတယ်ဒေးကပြန်လည်ဖြေကြားလိုက်ပါတယ်ရက်တာမျိုးနွယ်စုဟာဘသူရဲ့ကူညီမှုကိုမှလိုအပ်တာမဟုတ်ပါဘူးတဲ့မာယာရှင်ကဒေးဒီကိုလာရတဲ့အမှန်တကယ်ရည်ရွယ်ချက်ကိုထုတ်ပြောလိုက်ပါတယ်နင်စီဆက်ကိုအမေလိုက်နေတာမဟုတ်လားသူ့မှာစဉ်းစားဖို့အချိန်မရှိသေးပါဘူးဒုတိယအကြိမ်တိုက်ခိုက်မှုဟာထပ်မံကြားရောက်လာခဲ့ပါတယ်ရရှိလိုက်တဲ့ထိခိုက်မှုကတင်းငယ်တယ်ဆိုပေမဲ့စက်တိုက်တိုက်ခိုက်မှုတွေကိုတော့မခံနိုင်ပါဘူးမကြာမီမှာပဲဒေးရဲ့ခွန်အားတွေကုန်ခန်းသွားခဲ့ပြီးရိမ့်ရိုင်သွားခဲ့ပါတယ်ဝေဝါးဝါးထဲမှာပဲမာယာရှင်ကသူ့ကိုလက်နက်ပေးဖို့အော်ဟစ်နေတာကိုကြားလိုက်ရပါတယ်သူဟာနောက်ဆုံးကြံရှိနေတဲ့အားလေးနဲ့အာယွန်ဓာတ်တို့ကိုအထက်သို့ပြင်းမြောက်လိုက်ပါတယ်အစစ်စုပ်သားရဲ့ပြန်တန်းကြလာတဲ့ခဏမှာပဲအရေးတစ်ခုရုတ်တရက်ပေါ်ထွက်လာပြီးတိုက်ခိုက်မှုကိုကာကွယ်လိုက်ပါတယ်ဒေးဟာမာယာရှင်ရဲ့ရုပ်တွင်ကိုတေချာမြင်တွေ့လိုက်ရတဲ့အခါမှာတော့မျက်လုံးတွေမှောင်မဲသွားပြီးလုံးဝမေ့လဲသွားခဲ့ရပါတယ်ဒေးခနိုးလာတဲ့အခါအမျိုးသမီးကဒေးကိုတွဲကူပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ကူညီဖို့လက်ကမ်းပေးလိုက်ချိန်မှာတော့အံ့အားသင့်စွာတွေ့ရှိလိုက်ရတာကတော့ဒီအမျိုးသမီးဟာခန္ဓာကိုယ်တဝက်ပဲရှိတော့တဲ့အတူပြုလုပ်ထားတဲ့လူသားတစ်ယောက်ဖြစ်နေတာပါပဲမေးမြန်းကြည့်လိုက်တော့မှသူဟာကဘာချိုဘော်ကဝေးလန့်ကုမ္ပဏီရဲ့သုတေသနလှုပ်ရှားမှုမှာကြာရှုံးခဲ့တဲ့အတူပြုလုပ်ထားသူဖြစ်ကြောင်းသိလိုက်ရပါတယ်ဒီဂျိုဟာလွန်စွာအနေရများလွန်းတာကြောင့်လူသားတွေအနေနဲ့ဒီနေရာမှာမရှင်တန်နိုင်ကြပါဘူးထို့နောက်ဒေးကသူမကိုတိုက်ရိုက်ဆုံးပစ်လိုက်ပါတယ်ဒေးဟာသူသိချင်တဲ့အဖြေကိုမရရှိခဲ့လို့ပါပဲအတူပြုလုပ်ထားသူဟာမတ်တက်ရက်လိုက်ပြီးအံ့အားသင့်စွာပြောလိုက်ပါတယ်သူမလိုပဲရက်တာမျိုးနွယ်စုဝင်အတော်များများဟာဒီနေရာကိုရောက်ရှိလာကြပြီးတာရဲစီဆက်ကိုတက်ဖြတ်ဖို့ကြိုးစားခဲ့ကြပေမဲ့အားလုံးဟာကန်ဆိုးစွာနဲ့အသက်ပြောက်ခဲ့ကြရပါတယ်ဒီနေရာဟာဂီနာဂျိုးဖြစ်နေတာကြောင့်ပါပဲဒေးဟာဘာခံစားချက်မှမရှိဘဲတည်ငြိမ်နေတာကိုတွေ့ရတဲ့အခါအတူပြုလုပ်ထားသူကသူမဟာတာရဲစီဆက်ကိုတွေ့ဖူးပြီးအသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်ကြောင်းပြောပြလိုက်ပါတယ်သူမအနေနဲ့ဒေးကိုစီဆက်ရဲ့စခန်းစီတို့လမ်းပြပေးနိုင်တယ်လို့ဆိုပါတယ်စခန်းစီရောက်ရှိသွားရင်တော့သူမရဲ့အောက်ပိုင်းခန္ဓာကိုယ်ကိုပြန်လဲရှာဖွေနိုင်မှာဖြစ်ပြီးစီဆက်ကိုတော့ဒေးယူဆောင်သွားနိုင်ပါတယ်ပျက်စီးနေတဲ့စစ်စင်ရေးဝစ်စုံကိုကြည့်ရင်ဒေးဟာဘာမှမလုပ်ရှားခဲ့ပါဘူးအတူပြုလုပ်ထားသူကထွက်ခွာသွားဟန်ပြုလုပ်ခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူးနောက်ဆုံးမှာတော့မာနကိုလျှော့ချပြီးဒေးရဲ့ကရိယာအဖြစ်ကူညီပေးဖို့တောင်းပန်လိုက်ရပါတယ်သူမဟာဒီနေရာဟာအန္တရာယ်ရေချိန်မြင့်မားတဲ့ဂီနာကျူဖြစ်ကြောင်းကိုလည်းထည့်သွင်းစဉ်းစားထားတာပါအရာရာကိုအများဆုံးထိရောက်မှုရှိအောင်အသုံးပြုမှသာစီဆက်ကိုအနိုင်ယူပြီးမိမိကိုယ်ကိုတက်တည်ပြနိုင်မှာဖြစ်ပါတယ်အတူပြုလုပ်ထားသူဟာမိတ်ဆက်လို့မပြီးသေးခင်မှာပဲဒေးခီရဲ့လက်တစ်ဖက်နဲ့မတင်ချင်းကိုကခံလိုက်ရပါတယ်လန်ကီမှာရှီယာဟာတစီစီနဲ့မနာတမ်းပြောဆိုနေခဲ့ပြီးဒေးရဲ့အသက်ကိုပင်စူးစမ်းမေးမြန်းခဲ့ပါသေးတယ်ဘာလို့လဲဆိုတော့ဒေးဟာသူတွေ့ဘူးသမျှရက်တာမျိုးနွယ်စုဝင်တွေထက်အရက်ပူနေတာကြောင့်ပါဒါကဒေးကိုဒေါသထွက်စေခဲ့ပြီးသူမကိုကြောက်တုံးပေါ်သို့တိုက်ရိုက်ပစ်တင်လိုက်ပါတယ်မြစ်ကိုဖြတ်ကူးချိန်မှာတော့ကမ်းပါကအစိပ်ပြင်းတွားတရဝါတွေဟာလမ်းကြောင်းကိုပိတ်ဆို့ထားခဲ့ပါတယ်သူတို့ပြစ်ထုတ်လိုက်တဲ့အရေးတွေဟာဘာကိုမဆိုစုပ်ပြတ်သွားစေနိုင်တာပါဒေးကအတင်းအဓမ္မထိုးဖောက်ဝင်ရောက်ဖို့စူးစမ်းချိန်မှာပဲရှီယာကရုတ်တရက်တတိအချို့ကိုအစိပ်ပြင်းတရဝါတွေစီပစ်ပေးလိုက်ပါတယ်ငတ်မွတ်နေတဲ့အစိပ်ပြင်းတရဝါတွေဟာအမှန်တကယ်ပင်ဆွဲဆောင်ခြင်းခက်ခံလိုက်ရပါတယ်သူတို့အန်ရကနေအောင်မြင်စွာလွတ်မြောက်သွားပြီးနောက်မှာတော့ဒေးဟာအရာအချို့ကိုမြင်တွေ့လိုက်ရပြီးရှီယာကိုမြေပြင်ပေါ်သို့ထပ်မံပစ်ချလိုက်ပါတယ်မူလကတော့အဖော်တယောက်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်သူမဟာပါဇက်ပိတ်ဆက်ဝိုင်းကိုပြုလုပ်ဖို့စီစဉ်လိုက်ပါတယ်အဲ့ဒီလိုလုပ်ရင်ဒီဆက်ယိုမနာတမ်းပြောနေတဲ့သူကိုထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်မကြမီမှာပဲသူတို့ဟာစမ်းကြဲတဲ့ကူတစ်ခုစီတို့ရောက်ရှိလာခဲ့ပါတယ်ရှီယာကဒေးကိုသူမမှာထိုင်စာဆိုတဲ့အဖော်တယောက်ရှိသေးကြောင်းပြောပြပါတယ်သူတို့အဖွဲ့မှာသူတို့နှစ်ယောက်ပဲအတူပြုလုပ်ထားသူတွေဖြစ်ကြပါတယ်သူတို့နှစ်ယောက်စလုံးမှာလူသားတွေရဲ့ခံစားချက်တွေရှိကြတာကြောင့်ဒီလိုဆက်တင်တဲ့အတူဒီဂျိုဘောကဘာသက်ရှိကိုမဆိုသူတည်တနာပြုလုပ်နိုင်ကြတာပါစီဆက်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတာကြောင့်သူမရဲ့ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်မတေဆုံးမီမှာသူမကြားလိုက်ရတဲ့နောက်ဆုံးတန်ကတော့ထိုင်စာကသူမကိုထက်ခါခေါ်ဆိုနေတဲ့အတန်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒေးကတော့ကြောက်နေရန်ကိုမိပြီးအိပ်ပျော်သွားခဲ့ပါပြီအဲ့ဒီအချိန်မှာပဲထိုင်စာဟာပြုပြင်ပြီးနောက်နိုးထလာခဲ့ပါတယ်စနစ်တစ်ကိုပြန်လဲထည့်သွင်းလိုက်ပြီးစီဆက်သားရဲကိုရှာဖွေဖို့နဲ့ရက်တာမျိုးနွယ်စုဝင်ဒေးရဲ့နှောက်ယှက်မှုကိုရှင်းထုတ်ဖို့နားလည်ထားပါတယ်စနစ်ကထိုင်စာကိုထပ်မံသတိပေးလိုက်ပါတယ်ဒီတစ်ချိန်မစ်ရှင်မအောင်မြင်ခဲ့ရင်တော့သူမကိုချက်ချင်းဖျက်ဆီးပစ်တော့မှာဖြစ်ပါတယ်ရှီယာဟာဒေးရဲ့ဖမ်းဆီးခြင်းကိုခံထားရကြောင်းသိလိုက်ရတဲ့အခါထိုင်စာရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းရောင်တစ်ခုချက်ချင်းလက်ခနဲ့ဖြစ်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဒေးဟာရှီယာကိုဆွဲပြီးအစာရှာဖို့ထွက်ခွာလာခဲ့ပါတယ်ရှေ့တဲ့မှာပဲတောနွားအချို့ရှိနေတာကိုတွေ့လိုက်ရပါတယ်ရှီယာကတခုခုကိုသတိပေးဖို့ကြိုးစားပေမဲ့ဒေးကချက်ချင်းတားမြစ်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့ဒီတစ်ချိန်မှာတော့ဒီမြတ်တော်ရဲ့အစွမ်းကိုတေချာသင်ခန်းစာရရှိသွားခဲ့ပါပြီဒါဟာတကယ်ကိုဓာတ်သွားမြက်ခင်းကြီးပဲဖြစ်ပါတယ်ဒီလောက်ကြီးမားလာတဲ့မြက်ခင်းပြင်ကြီးကိုပတ်သွားရမယ်ဆိုရင်တော့ဒီတောနွားတွေဟာအကြာကြီးပျောက်ကွယ်သွားတော့မှာပါရှီယာဟာရုတ်တရက်တစ်ပင်ကြီးပေါ်ကနေခုန်ဆင်းလာတဲ့မြောက်ငယ်လေးတစ်ကောင်ကိုတွေ့ရှိလိုက်ရပါတယ်ဒီမြောက်ငယ်လေးဟာဒေးကရဲ့အမူအရာကိုသူ့ပြုံတင်မကပဲဓာတ်သွားမြက်ခင်းတဲ့သူပါပြေးဝင်သွားခဲ့ပါတယ်ခဏလေးတွင်းမှာပဲတောနွားတွေကိုလန့်ပြီးရှောက်ပြေးစေခဲ့ပါတယ်ဒေးဟာတစ်ပင်ကြီးပေါ်သို့တက်ရောက်ပြီးအခြေအနေကိုကြည့်ရှုလိုက်ရာတစ်ပင်ကြီးအားလုံးဟာကြန့်ခိုင်မှုမရှိကြကြောင်းသတိပြုမိလိုက်ပါတယ်ကွက်တိပါပဲဒေးဟာခြေလမ်းတွေကိုရပ်တန့်လိုက်ပါတယ်တောနွားတွေဟာရှေ့ကနေအရှိန်အဟုန်နဲ့ပြေးလွှားသွားတာကိုမျက်မှောက်ပြုနေရပါတယ်ဒေးဟာရုတ်တရက်ခုန်အုပ်လိုက်ပေမဲ့နောက်တစ်ခဏမှာပဲတောနွားရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်အစာလာလူတဲ့မြောက်ငယ်လေးလည်းပြေးဝင်လာခဲ့ပါတယ်ဒါကဒေးကိုတော်တော်လေးဒေါသထွက်စေခဲ့ပါတယ်မြောက်ငယ်လေးတစ်ပင်ပေါ်ရောက်သွားတဲ့အခါမှာတော့အောက်ကိုငုံကြည့်လိုက်ပြီးနှစ်ယောက်စလုံးလုံးထွေးတက်ပုတ်ကြပါတော့တယ်အဲ့ဒီချိန်မှာပဲရှီယာဟာအံ့အားသင့်စွာနဲ့တခုခုကိုတွေ့ရှိလိုက်ရပါတယ်တေချာကြည့်လိုက်တဲ့အခါမှာတော့တောနွားတွေဟာသူတို့စီပြေးဝင်လာနေတာပါဒေးဟာပြက်ပြက်တသားပဲအလင်းဓာတ်ကိုပစ်ထုတ်လိုက်ပါတယ်တောနွားကိုနှစ်ပိုင်းဖြတ်တောက်လိုက်တဲ့ဒီမြင်ကွင်းကြောင့်မြောက်ငယ်လေးဟာခဏမျှကြက်တေးသွားခဲ့ရပါတယ်ဒီလူသားပေါ်လေးစားအားကျစိတ်တွေပေါ်ပေါက်လာခဲ့ပါတယ်ဒီအနားမယူရသေးခင်မှာပဲကြီးမားလာတဲ့လာပိုးမွားကြီးရဲ့ရစ်ပတ်ခြင်းကိုခံလိုက်ရပါတယ်လက်နက်ကလည်းပိုးမွားကြီးရဲ့ပါးစပ်ထဲမှာညှက်နေခဲ့ပါတယ်
စက္ကန့်ပိုင်းများလိုတော့တဲ့အချိန်မှာပဲမြောက်ငယ်လေးဟာလာပိုးမွားကြီးရဲ့ပါးစပ်ထဲသို့တိုးဝင်လိုက်ပြီးခန္ဓာကိုယ်ကိုလုံးလုံးလေးလှုပ်လိုက်ပါတယ်။နာကျင်သွားတဲ့လာပိုးမွားကြီးဟာသူတို့ကိုချက်ချင်းလွှတ်ပေးလိုက်ပါတယ်။ထူထူထောင်ထောင်ဖြစ်လာတဲ့ဒီခါခေါင်းမော့ကြည့်လိုက်ပြီးပြုတ်ကျလာတဲ့မြောက်ငယ်လေးကိုဖမ်းယူလိုက်ပါတယ်။ထို့နောက်ထူးဆန်းတဲ့အခြေအနေကိုသတိပြုမိလိုက်တာကြောင့်လူအချို့ဟာချက်ချင်းခြေဦးလှည့်ပြီးပြေးကြပါတော့တယ်။နောက်ွယ်မှာတော့ဝက်အုပ်ကြီးနီးပါးကြီးမားလာတဲ့တောက်တဲ့ပိုးမွားကြီးတွေရှိနေတာပါ။ဒါပေမဲ့ရှေ့မှာလည်းဓားသွားမြက်ခင်းကလမ်းကြောင်းကိုပိတ်ဆို့ထားပါသေးတယ်။အံ့ဩစရာကောင်းတာကတော့ပိုးမွားကြီးတွေဟာမြောက်ငယ်လေးနောက်ကိုပဲလိုက်နေတာပါ။လွန်ခဲ့တဲ့အချိန်ကတွားကျိုးသွားခဲ့ရတဲ့အကျွေးကိုပြန်တောင်းချင်ပုံရပါတယ်။ခုချိန်မှာတော့မြောက်ငယ်လေးဟာပိုးမွားကြီးရဲ့ဝါမျိုးချင်းကိုခံရတော့မှာပါ။စိုးရိမ်ရတဲ့အချိန်မှာဒေးဟာဘေးနားကတစ်ပင်ကြီးကိုခုတ်ပိုင်းလိုက်ပြီးတစ်ပင်ကြီးနဲ့အတူပိုးမွားကြီးစီသို့ပြေးဝင်လိုက်ပါတယ်။ထို့နောက်ပိုးမွားကြီးရဲ့ဦးခေါင်းကိုဖျက်တောက်လိုက်ပါတယ်။ဘေးရန်တွေကနေလွတ်မြောက်သွားတဲ့မြောက်ငယ်လေးဟာဒေးကိုစိုက်ကြည့်နေခဲ့ပါတယ်။ခုချိန်မှာတော့သူ့ရဲ့အားကျမှုတွေဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။ညဘက်မှာတော့ဒေးဟာกินထားတဲ့အသားတွေကိုမြောက်ငယ်လေးကိုဝေမျှပေးလိုက်ပါတယ်။မထင်မှတ်ပဲပြန်လဲရရှိလိုက်တာကတော့မြောက်ငယ်လေးရဲ့တွေးတွေပဲဖြစ်ပါတယ်။ဒေါသထွက်သွားတဲ့ဒီခေတ်ကဆုံးမဖို့ဟန်ပြင်လိုက်ချိန်မှာပဲရှီယာကသူ့ကိုပြောပြလိုက်ပါတယ်။မြောက်ငယ်လေးဟာသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာအမှတ်အသားပြုလုပ်ခြင်းယုံတင်ဖြစ်ပြီးဒေးကိုသူ့ရဲ့မျိုးနွယ်စုဝင်ဖြစ်သတ်မှတ်ချင်တာပါ။အဲ့ဒီအချိန်မှာပဲထိုင်စာရဲ့အဖွဲ့ဟာ与此同时，泰莎的队伍找到代克的飞船，岸舱后面发现了一些耶特家人的高科技武器，离子炮、爆破球之类。အခြားတစ်ဖက်မှာတော့ဒေးဟာမြောက်ငယ်လေးရဲ့အသက်ကယ်ကျေးဇူးကိုတန်တဲ့အနေနဲ့သူ့ကိုရာဇာလို့အမည်ပေးလိုက်ပါတယ်။ရှေ့ဆက်ရမယ့်လမ်းကြောင်းဟာအန္တရာယ်ပြည့်နေနေတာကိုတွေးမိရင်းနဲ့ပဲနှစ်ယောက်သားတိတ်တဆိတ်လမ်းခွဲလိုက်ကြပါတယ်။သူတို့နှစ်ယောက်ဟာခက်ခဲတဲ့လမ်းခီးကိုဖြတ်တန်းခဲ့ရပြီးနောက်မှာတော့ရှီယာပြောခဲ့တဲ့သူ့တေသနာစခန်းသို့နောက်ဆုံးမှရောက်ရှိလာခဲ့ပါတယ်။ဒီနေရာဟာပျက်စီးယိုယွင်းနေတဲ့မြင်ကွင်းတစ်ခုဖြစ်နေခဲ့ပါပြီ။အပျက်စီးတွေကြားထဲကနေရှီယာရဲ့အောက်ပိုင်းခန္ဓာကိုယ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ခြေထောက်နှစ်ဖက်ကိုပြုပြင်ရေးအိပ်ယာပေါ်မှာတင်လိုက်ပြီးပစ္စည်းတွေကိုကိုယ်တိုင်ချိတ်ဆက်ကပြုပြင်ရေးလုပ်ငန်းကိုစတင်လိုက်ပါတယ်။သူမကတော့ဒီအချိန်အတောအတွင်းဒေးနဲ့ရရှိခဲ့တဲ့တန်ရောစင်ဟာသူမအတွက်တသက်တာမေ့နိုင်စရာမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဒေးကတော့ဒီနေ့မှာပဲသူဟာရက်တာမျိုးနွယ်စုဝင်ဖြစ်ကြောင်းသက်သေပြနိုင်တော့မယ်လို့ပြန်ပြောလိုက်ပါတယ်။စီဆက်ရဲ့ဦးကောင်းကိုမျိုးနွယ်စုစီအမြန်ပြန်လဲယူဆောင်သွားပြီးနောက်မှာတော့အကိုဖြစ်သူအတွက်လက်စားချေပေးတော့မှာပါ။ရှီယာကသူ့ကိုဒီနေရာကနေအမြန်ဆုံးထွက်ခွာသွားဖို့တတိပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမဟာဒီနေရာလိုင်းကိုဖွင့်လှစ်လိုက်ပြီးဖြစ်တာကြောင့်ထိုင်စာတို့ဟာဒီနေရာကိုအမြန်ဆုံးရောက်ရှိလာကြတော့မှာပါ။သူတို့အဖွဲ့ဒီဂျိုကိုလာရောက်ရတာဟာစီဆက်ကိုဖမ်းဆီးဖို့ဖြစ်ပြီးသူတေသနာပြုလုပ်ရန်အတွက်စီဆက်ကိုမဖြစ်မနေယူဆောင်သွားရမှာဖြစ်ပါတယ်။ဒါအပြင်ဒေးရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင်စီဆက်ကိုတပ်ဖြတ်ဖို့လုံးဝမဖြစ်နိုင်ပါဘူး။ဒေးဟာအပြင်ဘက်ကိုထွက်လာပြီး73စီအမြောက်များကိုတွေ့ရှိလိုက်ရပါတယ်။သူဟာအလင်းသားကိုအသုံးပြုပြီးချက်ချင်းမိရှို့လိုက်ပါတယ်။ပြင်းထန်တဲ့ပောက်ကွဲမှုကြီးဟာစီဆက်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပါပဲစီဆက်ဟာရုတ်တရက်ပေါ်ထွက်လာခဲ့ပါတယ်။စီဆက်ရဲ့ပြန်လဲတစ်လွင်နိုင်စွမ်းဟာဒေးရဲ့ခံမှန်းချက်ထက်ကျော်လွန်နေခဲ့ပါတယ်။ခုနကတင်ခုတ်ပိုင်းလိုက်တဲ့အမီးကြီးဟာချက်ချင်းဆိုသလိုပြန်လဲချုံးမွေ့သွားခဲ့တာကိုတွေ့ရပါတယ်။ပြန်လဲကောင်းမွန်လာတဲ့အရှိန်ဟုန်ဟာအင်မတန်လျင်မြန်လာပါတယ်။အခြားတစ်ဖက်မှာတော့ခင်းချင်းမှုပြုလုပ်နေတဲ့ရှီယာဟာပြန်တန်းလာတဲ့ဒေးရဲ့ပြင်းထန်စွာတိုက်ရိုက်တိုက်ခိုက်ခြင်းကိုခံလိုက်ရတာကြောင့်ခြေထောက်နှစ်ဖက်စလုံးထပ်မံကျိုးပဲ့သွားခဲ့ရပါတယ်။ဒေးဟာလည်းပြင်းထန်စွာလွင့်ထွက်သွားခဲ့ရပါတယ်။ဒါပေမဲ့ရှီယာဟာလေးလံလာတဲ့ကတင်ကြီးကိုရွှေ့ပြောင်းနိုင်စွမ်းမရှိတော့တာကြောင့်ခန္ဓာကိုယ်အထက်ပိုင်းနဲ့ပဲဒေးခနဲ့အတူတိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒေးဟာတန်ကြိုးကိုအသုံးပြုပြီးစီဆက်ကိုချီနှောင်လိုက်ပါတယ်။စီဆက်ကိုထိန်းချုပ်ထားစဉ်မှာပဲရှီယာရဲ့လက်ထဲကနေလက်နက်ကိုယူဆောင်လိုက်ပြီးစန့်ကျင်ဘက်အစွန်းစီသို့ပြေးထွက်သွားခဲ့ပါတယ်။စီဆက်ရဲ့အမီးကိုဒေးကထိန်းချုပ်ထားပြီးစီဆက်ရဲ့ခန္ဓာကိုယ်ပေါ်သို့ခုန်တက်လိုက်ကအလင်းသားကိုထုတ်ယူပြီးစီဆက်ရဲ့လက်ပင်ကိုပြကြစွာခုတ်ပိုင်းလိုက်ပါတယ်။ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ဒီစီဆက်ဟာလုံးဝမတိဆုံးနိုင်ပါဘူး။လယ်ဘင်းကိုဖျက်တောက်လိုက်ပေမဲ့လည်းလျင်မြန်စွာပြန်လဲကောင်းမွန်သွားခဲ့ပါတယ်။ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင်ဒေးဟာဒီနေရာမှာတင်သေဆုံးသွားရတော့မှာပါ။စီဆက်ကသူ့ကိုမြေပြင်ပေါ်မှာတက်နှင်းထားပြီးဖြည်းဖြည်းချင်းနီးကပ်လာစဉ်မှာအနက်တစ်ခါထွက်ပေါ်လာခဲ့ပါတယ်။ကွက်တိပါပဲ။ဒီအချိန်မှာပဲဘုံတစ်လုံးရုတ်တရက်ပြန်တန်းလာခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာတော့စီဆက်နဲ့ဒေးတို့ဟာတစ်ချိန်တည်းမှာပဲရေခဲတုံးကြီးအဖြစ်သို့ပြောင်းလဲသွားခဲ့ရပါတယ်။လာရောက်သူတွေဟာဝေးလန်းကုမ္ပဏီအဖွဲ့ဖြစ်နေခဲ့ပါတယ်။ထို့နောက်သူတို့ကိုသူတေသနာစခန်းစီသို့ပို့ဆောင်လိုက်ကြပါတယ်။ဒီကနိုးလာတဲ့အခါမှာတော့ဘေးနားမှာမိတ်ဆွေရှိရမရှိတော့တာကိုတွေ့လိုက်ရတာကြောင့်ဒီလူဟာထိုင်စာဖြစ်ရမယ်လို့ယူဆလိုက်ပါတယ်။ဒါပေမဲ့ထိုင်စာကဒေးကိုလွတ်ပေးဖို့လုံးဝမစဉ်းစားခဲ့ပါဘူး။သူမဟာရှီယာကိုပြန်လဲနှိုးလိုက်ပြီးသူမကိုပြောပြလိုက်ပါတယ်။စီဆက်အပေါ်သူတေသနာပြုလုပ်မှုဟာမှန်ကန်ကြောင်းနဲ့စီဆက်ရဲ့ပြန်လဲတစ်လွင်နိုင်စွမ်းကိုကဘာချိုတို့ယူဆောင်သွားနိုင်ခဲ့ရင်ကဘာသူကဘာသားတွေကိုအကျိုးပြုနိုင်မှာဖြစ်ပါတယ်။ထိုင်စာကဒေးအပေါ်မျိုးဗီဇထုတ်ယူမှုတွေစတင်ပြုလုပ်ချိန်မှာတော့ရှီယာကရက်တာမျိုးနွယ်စုဝင်တွေဟာသူတေသနာပြုလုပ်ဖို့တန်ဖိုးမရှိကြောင်းဘာလို့လဲဆိုတော့ဒေးဟာချိုရင်းချက်ရှိသူတယောက်သာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့ထိုင်စာကတော့နားမထောင်ပဲဒေးရဲ့အုံနောက်ထဲသို့ဓာတ်ရိုက်အတင်းအဓမ္မဝင်ရောက်လိုက်ပါတယ်။ဒေးခနဲ့အတူရှိခဲ့တဲ့ရက်တွေအတွင်းမှာဒီလိုနှိမ့်ဆက်ညှဉ်းပန်းမှုကိုမရှုစိတ်နိုင်တော့တဲ့ရှီယာဟာစွမ်းအင်ပလက်ကိုချက်ချင်းဖျက်တောက်လိုက်ပါတယ်။ဒီလိုပြုလုပ်လိုက်တာကြောင့်ထိုင်စာဟာအလွန်အံ့အားသင့်သွားခဲ့ရပါတယ်။ဒီအချိန်မှာပဲစစ်တီတယောက်ကကဘာချိုစီကနေဖုန်းလာနေကြောင်းသတင်းပို့လိုက်ပါတယ်။ထိုင်စာကစစ်တီကိုဒေးအပေါ်ဆက်လက်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ဖို့နဲ့ရက်တာမျိုးနွယ်စုဝင်တွေလက်နက်ဘလို့အသုံးပြုပုံကိုစစ်ဆေးထုတ်ယူဖို့အမိန့်ပေးလိုက်ပါတယ်။ဒေးကလည်းလက်နက်အသုံးပြုနည်းကိုတင် जा ပေးဖို့လိုက်ရောလိုက်ပါတယ်
ဒီပစ္စည်းဟာသူ့ရဲ့သွားထဲမှာဝတ်ထားတဲ့ပေါက်ကွဲစေတတ်တဲ့ဘုံတစ်လုံးဖြစ်နေခဲ့ပါတယ်။ဒေဂကအစစ်နှိပ်စစ်တီကိုမြေပုံတစ်ခုဖြစ်တယ်လို့လိန်ညာပြောဆိုလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့စစ်တီဟာစွမ်းအင်တွေချက်ချင်းပြောက်ကွယ်သွားခဲ့ရပါတယ်။ရှီယာဟာဒေးရဲ့အချုပ်နှောင်ကိုအမြန်ဆုံးဖြုတ်ပေးလိုက်ပါတယ်။တကားမကြီးကိုဖွင့်လိုက်ချိန်မှာပဲစစ်တီတွေလည်းတစ်ချိန်တည်းမှာပဲပြေးဝင်လာကြပါတယ်။ကံကောင်းစွာနဲ့ပဲဒေဂဟာဒီနေရာကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။သူဟာတောင်ဝက်ဝက်ပေါ်မှာရပ်ပြီးသူတည်တနာစခန်းကိုစိုက်ကြည့်နေရင်ရုတ်တရက်အစီအစဉ်တစ်ခုကိုတွေးမိလိုက်ပါတယ်။ဓာတ်သွားမြက်ခင်းထဲသို့သွားပြီးဓာတ်သွားတွေကိုစုဆောင်းလိုက်ကဘုံတီအချို့ကိုတက်ဆင်လိုက်ပါတယ်။အပင်ကြီးရဲ့အစွမ်းထက်အကွက်ကိုထုတ်ယူလိုက်ပြီးစူပါတဲ့လက်သီးကွင်းပြုလုပ်လိုက်ပါတယ်။နောက်ဆုံးမှာတော့တက်တေအချို့ကိုအသုံးပြုပြီးအစိပ်ပြင်းတွားသောတတဝါတစ်ကောင်ကိုအုပ်ချုပ်လိုက်ပါတယ်။မထင်မှတ်ပဲမြောက်ငယ်လေးရာဇာဟာစီဆက်ရဲ့ခြေရာပေးမှာစောင့်ဆိုင်းနေတာကိုတွေ့လိုက်ရပါတယ်။ဒီအချိန်မှာပဲဒေဂဟာရာဇာဟာရိုးရိုးမြောက်ငယ်လေးမဟုတ်ပဲစီဆက်ရဲ့ကလေးငယ်ဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။သူဟာရာဇာစီတို့တရွေးတစ်ချက်ထွေးထုတ်လိုက်ပါတယ်။ဒါဟာယက်တာမျိုးနွယ်စုဝင်တွေရဲ့အဖွဲ့ဝင်တစ်ကိုလက်ခံတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ရာဇာဟာလည်းချက်ချင်းပင်ဝမ်းသာအားရဖြစ်သွားခဲ့ပါတယ်။ဒေးဟာရှီယာရဲ့ခြေထောက်နှစ်ဖက်ကိုဆွဲထုတ်လိုက်ပါတယ်။ခြေထောက်နှစ်ဖက်ဟာလမ်းပြပေးနေတယ်လို့မျိုးရှေ့တက်တဲ့စီတို့ဆက်လက်ရှောက်လန်းသွားခဲ့ပါတယ်။ပေါ်လွင်ကန်ဒီအချိန်မှာပဲရာဇာဟာချက်ချင်းထွက်ပေါ်လာပြီးတေချာစွာတွဲဖက်လိုက်ပါတယ်။ခံစစ်ပြင်းထန်လာတဲ့စခန်းစီတို့ရောက်ရှိသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့စီးကျက်ညီညီပူးပေါင်းဆောင်ရွက်မှုအောက်မှာစခန်းဟာတဖြည်းဖြည်းတိုက်ခိုက်ခြင်းခံလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲရှီယာရဲ့ခြေထောက်နှစ်ဖက်ကလည်းအနားမယူခဲ့ပါဘူး။စစ်တီတွေကိုလွယ်ကူစွာအနိုင်ယူခဲ့ရုံတင်မကပဲတေဆုံးခြင်းရောက်ပင်ဆောင်နိုင်ခဲ့ပါတယ်။နှစ်ပိုင်းခွဲရှီယာရဲ့ကူညီမှုအောက်မှာလူအများဟာအန်နီယယ်ကိုအောင်မြင်စွာဖြည့်ရှင်းနိုင်ခဲ့ကြပြီးလေးဘက်စလုံးလည်းအောင်မြင်စွာပေါင်းဆက်သွားခဲ့ပါတယ်။ထို့နောက်ဒေကာရှီယာကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။ရာဇာဟာစီဆက်ရဲ့ကလေးငယ်ဖြစ်ကြောင်းပေါ့။ရှီယာကဒါကိုကြားပြီးစီဆက်ကိုတွားရောက်ကဲတင်ခြင်းကြောင့်ထုတ်ဖော်လိုက်ပေမဲ့ဒေကတော့အတန်မာဆုံးသူကိုရှာဖွေဖို့တွားရမယ်လို့ပြောဆိုလိုက်ပါတယ်။မျက်စိတမိတ်တွင်းမှာပဲဒေဟာစစ်တီတစုရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပါတယ်။ဒါပေမဲ့ဒီစစ်တီတွေမတိကျတာကတော့ပတ်ဝန်းကျင်မှာသူမိုင်းပုံးတွေထောင်ထားခဲ့တာပါ။စိတ်ပြင်းတွားသွားတတဝါရဲ့တိုက်ခိုက်မှုနဲ့အတူစခန်းထဲကစစ်တီတွေဟာခဏလေးတွင်းမှာပဲအမှုန့်ဖြစ်သွားခဲ့ရပါတယ်။ဒီမျောလင့်ထားတဲ့သူလည်းနောက်ဆုံးမှာပေါ်ထွက်လာခဲ့ပါတယ်။ထိုင်စာဟာမဟာတန်ချက်ကတားရဲကြီးကိုမောင်းနှင်ပြီးရောက်ရှိလာခဲ့တာပါ။လက်ထဲမှာတော့အကိုဖြစ်သူခွေရဲ့ရင်ပြန်ထဲကအာယုံအမြောက်ကိုကင်ဆောင်ထားပါတယ်။ပြစ်မှတ်ကိုဒေးရဲ့မျက်ခင်းစီတို့တိုက်ရိုက်စိန်ခေါ်ထားပါတယ်။အန်နီရဲ့ကြီးမားလာတဲ့အချိန်မှာတင်းငယ်လာတဲ့ဒီရဲ့ခန္ဓာကိုယ်ဟာကြီးမားလာတဲ့တန်ချက်ကတားရဲကြီးကိုဘလို့များရှင်းပြနိုင်မှာပါလဲ။တစ်ချိန်တည်းမှာပဲရှီယာဟာစီဆက်ပိတ်လောင်ခံထားရတဲ့ကွန်တိန်နာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ထဲသွင်းလိုက်တဲ့စကားဝတ်တွေဟာမှားယွင်းနေခဲ့ပါတယ်။ဒီအချိန်မှာပဲစစ်တီတယောက်ရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်။ရှီယာဟာထိုင်စာရဲ့ရုပ်တွင်ဖြစ်သူလျင်မြန်စွာပြောင်းလဲလိုက်ပြီးသူမရဲ့လေတံကိုပါတူးပလိုက်ပါတယ်။နင်ဒီမှာဘာလုပ်နေတာလဲ။ငါနင့်ကိုအပြင်ကိုသွားဖို့အမိန့်ပေးထားတယ်မဟုတ်လား။ဒါဆိုနင်ဒီမှာဘာလုပ်နေတာလဲ။ငါနင့်ကိုအမိန့်ပေးထားတယ်လေစစ်တီကဒီကလေးငယ်ကိုဘလို့အေးအေးယူရမလဲလို့မေးမြန်းတဲ့အခါမှာတော့နောက်ွယ်မှာရာဇာပါလာတာကိုတွေ့လိုက်ရပါတယ်။ရှီယာဟာမတက်တာပဲသူ့ကိုနှိမ်နှင်းလိုက်ရပြီးသူမရဲ့မျက်မှန်ကိုခဏမျှငှားရမ်းသုံးဆွဲဖို့ယဉ်ကျေးစွာတောင်းဆိုလိုက်ပါတယ်။ဟေးဒီအမေလိုက်ရတာဘလို့ခံစားရလဲဒါနင့်ရဲ့စစ်ပွဲပဲစီဆက်ဟာချက်ချင်းဆိုသလိုတိုက်ပွဲဝင်အခြေအနေတို့ရောက်ရှိသွားခဲ့ပါတယ်။ကြီးမားလာတဲ့သွားကိယာတွေဟာသူ့ရဲ့ခန္ဓာကိုယ်ကိုထိုးဖောက်သွားခဲ့ပါတယ်။ထိတ်လန့်ဖွယ်ရာပြန်လည်တစ်လွင်နိုင်စွမ်းဟာအင်မတန်တမာလာတာကြောင့်တန်ချက်ကတားရဲကြီးမှာအမှန်တကယ်ထိခိုက်မှုမရှိခဲ့ပါဘူး။ထိုင်စာဟာကာကွယ်ရေးတိုင်းကိုချက်ချင်းစတင်လိုက်ပြီးဒေကာစီဆက်စီတို့ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။ခဏလေးတွင်းမှာပဲနောက်ဆုံးမှာတော့စီဆက်ရဲ့ပြင်းထန်လာတဲ့လိုက်လံတိုက်ခိုက်မှုအောက်မှာတန်ချက်ကတားရဲကြီးဟာဝက်ခနဲပြိုလဲသွားခဲ့ရပါတယ်။ထိုင်စာကအာယုံအမြောက်ကိုအသုံးပြုပြီးပတ်ဝန်းကျင်ကိုထိုးဖောက်ဖို့ကြိုးစားချိန်မှာတော့စီဆက်ရဲ့စွမ်းအားဟာအလွန်တက်ကြွလွန်းလာပါတယ်။ဒေဂဟာစီဆက်ရဲ့ရှေ့သို့ဖြည်းဖြည်းချင်းလှမ်းလျှောက်သွားခဲ့ပါတယ်။ဒါပေမဲ့စီဆက်ကတော့ဒေဂရဲ့ဦးခေါင်းကိုဖြည်းဖြည်းချင်းထိန်းချုပ်ထားလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့မူလကစီဆက်ရဲ့ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားခဲ့တဲ့ထိုင်စာဟာအာယုံအမြောက်ကိုထုတ်ယူလိုက်တာဖြစ်ပါတယ်။ထို့နောက်သူမဟာအာယုံအမြောက်ကိုရှီယာရဲ့မျက်ခင်းစီသို့ချိန်ရွယ်လိုက်ပြီးနောက်တစ်ချိန်မှာကဘာကြိုပေါ်မှာပြန်လည်တွေ့ဆုံကြမယ်လို့ကြေညာလိုက်ပါတယ်။ဒေဂဟာနီလန်တစ်ခုနဲ့ထိုင်စာရဲ့အသက်ကိုနှုတ်ယူလိုက်ပါတယ်။သူမဟာအကိုဖြစ်သူခွေရဲ့အာယုံအမြောက်ကိုဆွဲထုတ်လိုက်ပါတယ်။ရာဇာကလည်းထိုင်စာရဲ့ဦးခေါင်းကိုတစ်ချက်တည်းနဲ့ဖျက်တောက်လိုက်ပါတယ်။ဒါဟာဒေဂရဲ့မျိုးနွယ်စုစီပြန်လည်ယူဆောင်သွားမဲ့စစ်နိုင်စုတစ်စိတ်ပဲဖြစ်ပါတယ်။လူအများဟာသူ့နဲ့အတူရက်တာမျိုးနွယ်စုရဲ့ပင်မကျိုးစီတို့ပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်။အောင်ပွဲနဲ့ပြန်လာခဲ့တဲ့ဒေဂဟာဖခင်ဖြစ်သူရဲ့အတိမတ်ပြုမှုကိုမရရှိခဲ့ပါဘူး။စန့်ကျင်ဘက်အနေနဲ့ဖခင်ဖြစ်သူကလက်အောက်ငယ်သားတွေကိုတားဖြစ်သူကိုချက်ချင်းရှင်းထုတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒေဂဟာရခင်ကလိုမဟုတ်တော့ပါဘူး။နီလန်အချို့နဲ့တင်ဒီလက်အောက်ငယ်သားနှစ်ယောက်ကိုနေရာမှာတင်အသက်ပြောက်သွားစေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာဖခင်ဖြစ်သူရဲ့ရှေ့သို့လှမ်းလျှောက်သွားခဲ့ပါတယ်။သွေးစွန်းနေတဲ့စစ်ပွဲကြီးတစ်ခုဟာချက်ချင်းဆိုသလိုစတင်တော့မှာပါ။ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာတွေပြည့်နေနေပေမဲ့လည်းဒေကတော့တိုးဆုပ်မသွားပဲဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့ကိုပြောက်စစ်ဝစ်စုံကိုရင်ဆိုင်ဖို့အတွက်ဒေခါရင်ပြန်ကိုပါနက်စွာဖွင့်လှစ်လိုက်ပြီးမိုးကုတ်ဆက်ဝိုင်းတစ်ခုလုံးကိုဖုံမှုန့်တွေနဲ့ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့ကိုပြောက်စစ်ဝစ်စုံဟာပေါ်ထွက်လာခဲ့ရပါတယ်။ဓာတ်ကိုဝေ့ရမ်းပြီးဖခင်ဖြစ်သူရဲ့လက်မောင်းကိုခုတ်ပိုင်းလိုက်ပါတယ်။လက်နက်ဖြစ်တဲ့လေးစားလောင်အိမ်ကိုလူယူလိုက်ပြီးဖခင်ဖြစ်သူရဲ့တန်ချက်ကအုတ်ထုတ်ကိုပင်ကျွတ်ထွက်သွားစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖခင်ဖြစ်သူကသူ့ကိုအရှုံးပေးဖို့အော်ဟစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒေကတော့ပြန်လည်ဖြစ်ချခြင်းမရှိခဲ့ပါဘူး။လက်စားချေပွဲတိုက်ပွဲကြီးပြီးဆုံးသွားခဲ့တဲ့အခိုက်အတန့်မှာပဲမလန့်မကန့်ကနေထူးဆန်းတဲ့ရင်ပြန်တစ်စင်းပြန်တန်းလာခဲ့ပါတယ်။ဒါကတော့ဒီနေ့အတွက်ကျွန်တော်ရဲ့ဂွမ်တုံးနာမည်ကြီးရုပ်ရှင်တိုးတိုးတောင်းတောင်းချင်းချုပ်ပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့ရုပ်ရှင်ဇာတ်လမ်းအပြည့်စုံကိုတော့ကိုယ်တိုင်ကိုယ်ကြကြည့်ရှုခန်းစားကြည့်ဖို့တိုက်တွန်းပါရစေ။